တာလီဇောပါရှိုင်းမရောဟုတ်ပါရောကျွန်တော်စကားစကားရှိပရောချပါရယ်ကျွန်တော်တောင်ထားရဲ့ပိုးရှိတစ်ခုကနေပြီးကောမဒီရီလာခဲ့တဲ့ရှိုင်းအမျိုးတို့ဒီကိုကျွန်တော်ကလည်းနေပြီးတူတယောက်ရှုံးဒီတိုင်းကိုလိုက်ပြီးရပလိုက်မပြပြနိုင်ရတော့နဲ့တောင်းရပါရယ်ဟုတ်ပါရောသူတို့မောင်နှမတွေဟာဒီကျွန်တော်တို့ရခိုင်ပြည်မွန်ဘရမ်လို့နေထိုင်ကြတဲ့ချွေတမအုပ်စုလင်းငယ်တွေဖြစ်ပြီးတော့ဇီကုံလာမကျေရောကနေပြီးမိဖာမေအရှိ၄ယောက်ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ပိုးတစ်ခုတော့ထားပါတယ်စီရေးပဋိပက္ခမှာနေပြီးဘက်ပေါင်းစုံကနေအကျအတေးဆိုင်နေတဲ့အလှူရှင်ဒီပေါ်ပါတယ်မိဖာမေကလင်းငယ်တွေရဲ့မနေ့တချို့ကနေပြီးတဲနဲ့တလောက်လှူရှင်ခဲ့ပါသူတို့တွေဟာတချို့ကနေပြီးခွင့်ရေးတွေဖြစ်တဲ့အစာမွေးစေဖို့အစွန်တီရပါကျဲမာရေးဆောင်ရှောက် process ရှိပါပညာသင်ကြားရေးဆုံးရှုံးတာတွေမွေးစေဖို့ pro ရဲ့အထက်မှာနေပြီးနေကြရပါတယ်ဒီကြောက်တော်မလို့ကနေပြီးသူတို့တွေဟာအတူဖြစ်သူရဲ့စာတော့အဖီတွေးပြီးရှောင်းဖရတဘောကလေးကနေပြီးအခန်းမှာနေထိုင်ကျွန်တော်နေပြီးmessenger မှာလာပြီးရီလို့ရှိပါခြားနေရာတွေမှာကြုံရင်ကျွန်းကလေးစားတောက်ကြတယ်လို့ရွာသားတွေကဆိုကြပါတယ်မိတ္တာဥရဲ့ပညာဒါနပရိဒတ်ကြောင့်အမဲနိုင်ပါကျဆာရောကလေးတနေပြီးတရားတူတူပြောတော့ခိချောပါနိုင်အခါခေတီရပါရှိနေလို့ဆိုကေရောအရှိတီကနေချော်ရဲလို့ဆိုကေရောကြောင့်မနေပြီးတူတူပြောတော့ပြီးချော်ဆယ်လိုက်ရှိပါတယ်အဲ့တော့ကျွန်တော်ကနေပြီးလာတော့စတယ်လာပါတယ်ကျွန်တော်ကလည်းတနေပြီးရောရှော့ဖလောနဲ့စကားဒီ profile လိုက်ပါကျွန်တော်ကနေပြီးမေဘရမှာမဟုတ်ရတော့နဲ့ဒီကလေးတွေကိုကောင်းကောင်းမွန်မွန်မစောင့်ရှောက်နိုင်ဘူးကျွန်တော်ခါကနေပြီးသူတို့ရဲ့လာလက်မမပါပြီးခဲ့တဲ့6နှစ်ကလေးကကင်ဆာရိုးကျွန်တော်လည်းအတဲနိုင်ဆုံးနေပြီးမေဘရအနေထားတွေကိုနေပြီးလာလက်တမင်းပြီးခဲ့တဲ့လဲပြီးစုံစမ်းပါတချို့လူဒီကနေပြီးဖုန်း brush ရရရှိသည်နဲ့ရကနေပြီးဖုန်း pro လောကနေပြီးအဆုံးရပါရှိုင်းမျိုးနာဇာဘဲဆိုကနေပြီးရောက်တော့ကနေပြီးရောရှိဒရိုဖရိုက်တော့နဲ့ဖုန်းလိုင်းဒီရတာအဆုံးပြနိုင်ပါဒီရရောနာရောဗီဒီမာara ဖြစ်ကြပါတယ်လိုင်းရတာရပါကိုနိုင်နိုင်ဖြိုးဟာဆိုရင်ကိုတန်ကိုကြားရပါမူးစေရှောင်းလေလို့ဆိုတာဟာလာလို့နေပြီးရရရောကနေပြီးလူကြီးဒီဥဆိုရတာဝန်ခံဒီနေနေပြီးစုံမြင်ပြီးတောင်းမှုကြလို့ရပါနဲ့သူတို့မောင်နှမလေးဖို့ဟာအခန်းချင်းချင်းလေးမှာနေထိုင်တချို့ကလူတဲ့ချော်ရဲဖေးတာတဲနဲ့တလောက်ပဲပရလိုလေးရှိခဲ့ပါလူတို့မတူကျွန်တော်လိုင်းလို့ size လို့ရတလောက် committee လေးကျွန်တော်ထည့်ပြီးတော့ဒီမောင်နှမတစုကိုလက်ရှိသူကတော့လူဒီလေးစိတ်မကောင်းဖိုက်ခဲ့ပါရဲ့နော်ကျွန်တော်လေးကွန်မန့်ကကောင်းမြတ်ခါနေပြီးရ committee လိုက်လို့မဆိုင်နိုင်ပါဘူးတယောက်ရှင်စီလေး reply မပြန်နိုင်ပါလို့တချို့ကနေပြီးရှိပါနဲ့ဒီ god me ဟောနေပြီးပြီးမပြီးကြလားတီလီပါရောမယ်နာမသိပဲမနေမှာဒါဆိုဒီချောင်းကနေပြီးအခိုင်ပဲတပလို့ဟောကြည်ကြည်ခိုင်းနေကိစ္စတစ်ခုခိုင်းရတော့နေအခုလို့ဆိုတော့ပြီးပြီးပါရောမယ်ရှောင်းတဲ့အရွယ်မောင်ထွန်းတကယ်လူတဲ့ချောင်းရဲ့ရှိုင်းမျိုးတည်းအနေနဲ့လည်းတာနေပြီးပရက်ကောင်တဲ့စုကစားရမှာတကယ်ချီထောင်တဲ့ကန်ကြောက်ခေကျွန်တော်ဘောမှာမိကြီးလူတဲ့ချောင်းလေးလူတဲ့ရပါနာစိတ်ချရုံပြေတော့နေကျွန်တော်အတဲနိုင်ဆုံးလာတော့ပြီးလူတဲ့ပြီးပါမယ်ဦးလေးသာဒုတိယတန်းမေဘောကလူတီနဲ့တိုးဒီမဟုတ်တခါအပေါ်ဖွေးစီတရှိပါနဲ့တော့ဖွေးစီဆိုကနေပြီးကျွန်တော်တရားတလောက်ဆိုပြီးလာလန်တို့တရားတလောက်ဆိုပြီးကျွန်တော်ဦးလို့စတိထားစားကနေပြီးသူကျွန်တော် copyright တန်တပန်နေတာကျွန်တော်နဲ့စကား profit တွေရတော့တကနေပြီးတနိုင်စားဆိုလာမသိပါနဲ့လူတဲလာဖို့အစီအစဉ်ရှိရလို့တော့ပြပါ
တောင်းတော့လောက်တာကနေပြီးစကေရှိလောက်တာကဒါကရာနီလို့တော့ပြောတခုကတော့ကနေပြီးကဆရာတော့ကြောက်ကိုရစင်တာကလည်းတနေပြီးရပါရင်လှုပ်ဆောင်ဖို့လှုပ်ဆောင်နေလို့တော့ပြောတာကောရဖာတီကိုလာပြီးလူတင်လို့ရပါနဲ့ပူပေါ်လူတင်လို့ရတာ ကျဲမာရီကလည်းဆိုတနာပရော့ပိုင်း တကယ်ရပါမဟုတ်ကျွန်တော်နဲ့ဖိစားပြီးလူတက်ချောင်းဆိုလေရပါကျွန်တော်လည်းလုပ်ပြီးနိုင်လူတယောက်ပါ ကျောင်းစရိတ်စာအုပ်စာနဲ့နဲ့အသွင်အဆောင်တွေဈေးကြီးနေတဲ့ဒီကာလမှာကျောင်းနဲ့အရွယ်သူတို့ ကျွန်တော်ကတော့တေလောက်တေး ညာရေးဆိုတာ လာလို့ reply ပြန်ပြီးကြပါအားလုံးကို ပါတယ်ဒါအပြင် မူဇက်ချောင်းရဲ့လူဒီအနေနဲ့လေကိုယ်တိုင်ကိုယ်ရလောက်စုံစမ်းပြီးကမူဇက်ပေါ်တော့ရဲရောတာဝခံလူပြီးမှုဖတ်တီဝါကနေပြီးက ထက်ကစတင်ရှင်တဲ့ တောင်းရယူပြီးကမူဇက်နိုင်ဖို့လို့လားကျွန်တော်ပြောခဲ့ပါတယ်ထောက်ပါတယ် တောင်းခံခဲ့တဲ့အကြောင်းကိုသိန်းထွန်းလာကဆိုပါတယ် လူတက်ချောင်းရဲ့ ကတိရဲ့ စေရနာချောင်းတီတဲနိုင်တော့ကိုကြီးချောင်းရဲ့စေရနာချောင်းတီအနေနဲ့လည်းတနေပြီးကကျွန်တော်စောပရဖတ်စပိုင်း စာတော်လူတယောက်ရှိပိုင်နဲ့ ကို price နိုင်တာကနေရာတီးမှနေပြီးက ကျွန်တော်ဖိတာမရှိ လာတော့လူတက်ပြီးနိုင်ပါနဲ့ ရာတတိကိုတိုင်ကလေးပရော့ရဲ့သူညံကောင်း ဟုတ်ကဲ့ကျွန်တော်စကားရတဲ့လောက်ပြပါအောင်သူခါတော့ပါ စကောလာရှိပိလိစာ ဒီလောက်လေးနေကိုချောရပါတယ် သူ့ကိုလေးတစ်ခေါက်လုတ်ပြီးစီချောင်းပါတယ်ဒါလို့ဆိုကျွန်တော်အနာဂတ်မှာ